ကမ္ဘာအကောင်ဆုံးနည်းပညာအမြင့်မားဆုံးနဲ့ရေဒါတွေကတော့မမြင်နိုင်တဲ့ကိုပြောက်တိုက်လေယာဉ် F-35 ဒီလေယာဉ်ကြီးဟာကောင်းကင်ယံရဲ့ဘုရင်လို့အားလုံးကသတ်မှတ်ထားကြတာပါဒါပေမဲ့တညမှာတော့မထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်ရေဒါမှာဘာအစအနမှမပြပဲပြန်တန်းနေတဲ့ဒီဒေါ်လာဘီလီယံချီတန်တဲ့လေယာဉ်ကြီးကိုတာမန်ဒုံးကြီးတစ်စင်းကအပိုင်နိုင်ထိမှန်သွားခဲ့ပါတယ်ဒါဟာမတော်တဆမှုလားဒါမှမဟုတ်အီရန်ရဲ့လျှို့ဝှက်လက်နက်ကြောင့်လားဒီကနေ့မှာတော့အမေရိကန်ကိုတုံ့လှုပ်သွားစေခဲ့တဲ့ F-35 ထိမှန်မှုဖြစ်စဉ်ကိုအသေးစိတ်ပြောပြပေးသွားမှာပါမတ်လ19ရက်နေ့နနက်အစောပိုင်းအီရန်နိုင်ငံအလယ်ပိုင်းအစ္စဖာဟန်မြို့ရဲ့ကောင်းကင်ယံဟာတိတ်ဆိတ်လို့နေပါတယ်အဲ့ဒီအချိန်မှာအမေရိကန်ရဲ့ F-35A ကိုပြောက်တိုက်လေယာဉ်တစ်စင်းဟာသူ့ရဲ့နည်းပညာကိုယုံကြည်မှုအပြည့်နဲ့ပြန်တန်းနေခဲ့တာပါလေယာဉ်မှူးဟာရေဒါကိုကြည့်နေပေမဲ့ဘာအန္တရာယ်မှရှိမနေခဲ့ပါဘူးဒါပေမဲ့မြေပြင်မှာတော့အီရန်ရဲ့တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ကအသင့်ဆောင်နေပါတယ်သူတို့ဟာရေဒါကိုမသုံးဘဲလေယာဉ်ရဲ့အပူရှိန်ကိုပဲခြေရာခံတဲ့ infrared စနစ်ကိုသုံးထားတာကြောင့် F-35 ရဲ့ကိုပြောက်စနစ်ကအလုံးမလုံးနိုင်တော့ပါဘူးဝုန်းကနေမြည်တမ်းတဲ့အတူဒုံးကြီးတစ်စင်းဟာကောင်းကင်ကိုထိုးတက်သွားပြီး F-35 ရဲ့အင်ဂျင်ကိုတိုက်ရိုက်သွားရောက်ထိမှန်ခဲ့ပါတယ်ဒီနေရာမှာစဉ်းစားစရာဖြစ်လာတာကကိန်းဂဏန်းတွေပါပဲF-35 တစ်စီးရဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ1.1ဘီလီယံမြန်မာငွေနဲ့ဆိုရင်မတွက်ချက်နိုင်အောင်များပြားလာပါတယ်။ဒါပေမဲ့သူ့ကိုပစ်ချခဲ့တဲ့အီရန်ရဲ့ဒုံးကျည်ကတော့ဒေါ်လာ6000လောက်ပဲတန်ပါတယ်။ဒါဟာတကယ်ကိုဒေးဗစ်နဲ့ဂေါလိယက်တိုက်ပွဲပါပဲတန်မိုးကြီး Rolls Royce ကားအကောင်းစားကြီးကိုတာမန်ဆိုင်ကယ်တစ်စီးကတိုက်ပွဲဝင်ပြီးအလဲထိုးလိုက်တယ်လို့မျိုးပါပဲ။ဒီသတင်းထွက်လာတဲ့အခါအမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ဟာအကြီးအကျယ်တုံ့လှုပ်သွားပြီးဒါကိုဖုံးကွယ်ဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါဆိုအီရန်ကဘယ်လိုလုပ်နိုင်ခဲ့တာလဲ။အဖြေကတော့ရိုးရှင်းပါတယ်။သူတို့ဟာရေဒါဆိုတဲ့လမ်းဟောင်းကိုမလိုက်ပဲအပူရှိန်ခြေရာခံစနစ်ကိုသုံးခဲ့တာပါ။ဘလောက်ပဲကိုပြောက်ဖြစ်နေပါစေလေယာဉ်အင်ဂျင်ကထွက်တဲ့အပူကိုတော့ဖုံးကွယ်လို့မရပါဘူး။အီရန်ဟာလေယာဉ်မှုတတိမထားမိအောင်ရေဒါလိုင်းတွေမလွတ်ပဲခြုံခိုစောင့်ကြည့်နေခဲ့တာပါ။လေယာဉ်မှုဟာသူ့ကိုတယောက်ယောက်ကချောင်းကြည့်နေမှန်းသိလိုက်တဲ့အချိန်မှာတော့ဒုံးကြီးကသူ့အင်ဂျင်နာကိုရောက်နေပါပြီ။ဒီဖြစ်ရပ်ကနေကျွန်တော်တို့သိလိုက်ရတာကစစ်ပွဲတွေမှာနည်းပညာအသာစီးရယုံနဲ့မလုံလောက်ပဲမှန်ကန်တဲ့မဟာဗျူဟာကသာအောင်ပွဲကိုဆုံးဖြတ်ပေးနိုင်တယ်ဆိုတာပါပဲ။အခုဆိုရင်အမေရိကန်ဟာသူတို့ရဲ့ F-35 တွေကိုပြန်လည်စစ်ဆေးနေရပြီးအီရန်ကတော့သူတို့ရဲ့ကာကွယ်ရေးစနစ်ကိုကမ္ဘာကိုထုတ်ကြွလိုက်ပါပြီ။သင်တို့ရောဘယ်လိုထင်ပါသလဲ။နည်းပညာကပဲအမြဲနိုင်ပါလားမဟာဗျူဟာကပဲနိုင်ပါလား။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။